1တန်းစီ2တန်းစီ3တန်းစီ4တန်းစီ5တန်းစီ6တန်းစီ9တန်းစီเนาะအဲ့တော့3ညတန်းစီအဲ့တော့တန်းစီ9မျိုး3နံပါတ်လေးတိုင်း9တိုင်းမှာတနင်္လာကျူအကြောင်းငွေကြီးအကြောင်းအချီအကြောင်းဟောကြမယ်ဒါဆိုရင်ဒီတိုင်းမှာဆိုတနင်္လာကျူဒီနေ့3တိုင်းမှာတနင်္လာကျူဒီပြမှာရှိတယ်အဲ့တော့မွေးနဲ့တနင်္လာဆိုရင်ပြဝင်ထဲမှာခြေတဲ့နာယောဂရတဲ့စလို့ပြောတော့တနင်္လာကျိုဒီပြမှာရှိတဲ့ကြောင့်မွေးနဲ့လည်းတနင်္လာဆိုတော့ခြေထောက်ဒီတက်ဒီမှာထိမိခိုင်းမိတွေဖြစ်တဲ့ဒါဗီယူဆက်ရမယ်အဲ့တော့နောက်တနည်းအိမ်မှာတနင်္လာသားသမီးရှိရင်လည်းအမြင်အပြုတ်ကြပါလေပြုတ်ကြတာတွေပါဖြစ်တဲ့ဒါလေးဗီယူဆက်ရမယ်ခုမွေးကြီးအချီကားကိစ္စချန်ကိစ္စအဲ့ဒါလေးတနင်္လာကျိုပရိယေဒီအဲ့တနင်္လာနံပရိယေဒီမှာပြမှာရှိနေတဲ့အတွက်ကြောင့်တနင်္လာကျိုသည်ငွေကြီးတွင်သူရှာဖို့ရရှိတဲ့ငွေသည်အများအတွက်ဖြစ်သွားမယ်ငွေဝင်လာရင်သူတစ်ပါးအတွက်သုံးရမယ်အဲ့ဒီငွေရပြတော့ကိုရိုးစည်းပွားတဲ့သုံးရမျိုးမဖြစ်ဘူးအဲ့တော့ငွေထွက်မယ်ငွေလင်ခင်ရမယ်ငွေဆုံးရှုံးမယ်ငွေပြောင်းမယ်ဆိုရင်ဘယ်လိုကြောင့်ဖြစ်မလဲသူများကြောင့်ဖြစ်ရင်ဘာလို့ပြဌာန်းတာဒီပရအများကြောင့်ဖြစ်တာပေါ့နော်ဒါအခြေရေးဆိုရင်လည်းသူများအတွက်ဆိုတော့2မျိုး2ခွမတင်မကြဒါဆိုအခြေရေးမှာလည်းကိုနဲ့အပြိုင်အခြေမျိုးဖြစ်တတ်တယ်အဲငွေရေးကြီးသွင်းတဲ့သူပဲထွက်ကြရှိနေခါထွက်မယ်အသူများကြောင့်ဖြစ်မယ်အသူများမြောက်ပြီးလို့အဲ့ကနေကောင်းတဲ့သူတကွက်တဲ့အပိုင်တသိမ်းမှုထိုးကြတာကုံအောင်အဲစသဖြင့်အဲ့လိုမျိုးပေါ့နော်အဲဘုံလုံးဝဲမေးလောင်းလိုက်ဒီမှာမယ်ကိုမောင်းလောင်းပါလောင်းကိုကုံတာပဲအဲသူများမြောက်ပြီးလို့အဲသူများကြောင့်သူများအတွက်ကြောင့်ဖြစ်တယ်ဆိုတဲ့သဘောတရားနဲ့ပြောတာကဲနှစ်3 4တိုင်မှာတလင်းလာကြိုစီတန်းစည်းမှာရှိတယ်တန်းစည်းတတွေလက်ဝင်ပြီးမှတ်လေကောင်းကြဝါဆိုတော့တန်းစည်းတနာမှာရှိရင်တနင်္လာသားသမီးတနင်္လာနဲ့ငွေကြီးကားကိစ္စခြံကိစ္စအချီးတွေအဆင်ပြေလာမယ်အချီးတောင်တည်တည်နိုင်တယ်ချစ်သူရေးသားရမယ်ငွေဝင်မယ်ကြောက်ဝင်မယ်ကားဝင်မယ်သူများရင်ကာကြီးပွင့်ရှိမှနေရလို့လည်းမျိုးအိမ်ရှိညားလာသိမယ်ဆိုလက်မခံရဘူးလက်ခံလိုက်မြင်ခုမှအဝင်ပြပါတော့မဝင်တော့ဘူးဝင်လည်းအဝင်နေသွားမယ်နောက်သူများပတ်စံနေလာအပ်တာရှိတယ်သူများပတ်စံနေယူသိမ်းပြီးတဲ့တာမျိုးနော်အမားလုပ်တဲ့သူကရောင်းမလုပ်တဲ့သူကအဲ့မှာငါတို့ခရီးသွားမှမလို့ပတ်စံနေရဘယ်နဲ့လဲသွားမထည့်အားဘူးအဲ့ဒါမသိန်း200ဒါမှ180ရှိတယ်အဲ့နေရင်ခဏပို့ထားမယ်အဲ့လိုမျိုးငွေဝင်လာရင်လည်းအဝယ်မခံရဘူးเนาะဒါကသတိပေးရမှာလို့တက်တဲ့ဟောတဲ့သူအဲ့ဒါအချစ်သေးပေးမယ်ချစ်သူရည်သားရမယ်ငွေဝင်မယ်ကားဝင်မယ်ကြောက်ဝင်မယ်အဖုံးမတန်တဲ့ကြောက်တွေပဲလက်ဆောင်ရရင်လက်မခံနဲ့ဟဲ့ဒါလေးပြောเนาะဒါဆိုတန်းစီပြောပြီးသွားပြီဒါဆိုရင်3 5တိုင်မှာတနင်္လာလူဒီတန်းကတ်မှာမရှိဘူးလားတန်းကတ်တစ်ချက်လက်ဝင်ထွက်ဆက်ကြုံတွေ့ရဆက်ကြင်တွေ့ရဆိုတော့တနင်္လာလူဒီတန်းကတ်မှာရှိတန်းကတ်ဒီအဝင်ထွက်မမျိုးတော့ငွေဝင်ပြီးပြန်ထွက်မယ်ဒါဆိုဒီနေ့ထဲမှာငွေဝင်လာလို့ရှိရင်တခြားလိုအပ်တဲ့ပစ္စည်းပဲဝင်မှာပေါ့เนาะအဲ့ငွေလက်ထဲမှာကင်နေတော့ပြန်ထွက်တော့မှာလေဖုံးဝင်မယ်အမီဝေပလိုက်မယ်လုပ်ငန်းသုံးတဲ့စက်ပစ္စည်းဝင်မယ်ဒီမှာအင်္ဂါတတာဘေးနဲ့နေဝင်မယ်လीเนาะတန်ထိတ်တန်းစည်းတွေဝင်မယ်အဲ့လိုလုပ်ရမယ်ဒါလို့4 5 6တိုင်မှာတင်းနှင်းလာလူဒီနေလေးမှာကြာနေတယ်အဲ့တော့4 5 6တိုင်မှာတင်းလာဒီနေလေးမှာဆိုနေလေးကဆိုငွေပါလို့မလဲချူကြမယ်အဲ့တော့ငွေကြေးချူကြမယ်အချီးချူကြမယ်အချီးချူတော့ချစ်သူနေမကောင်းခဏဖြစ်မယ်အချီးချူကြတယ်ခဏခဏရံဖြစ်မယ်ပြန်ချစ်မယ်ဒါတွေဖြစ်မယ်အဲ့ငွေကြေးချူကြမယ်တော့အကျွေးတင်မယ်ဘိုးကဝဇန်ထုတ်ချင်းနဲ့တော်တော်ပြန်တောင်းလို့မရဘူးဖြစ်မယ်ဒါငွေကြီးထူကြတယ်အဲ့ဒါပဲခေါင်းလို့ပြောရင်ခေါင်းအုံမယ်ခေါင်းမူးမယ်ပေါ့တင်းလာကိုခြေထောက်လို့ပြောရင်ခြေထောက်နာမယ်ပေါ့ခြေထောက်မြက်မယ်ခါနာမယ်ခါမြက်မယ်ကြောအောင်အဲ့လိုလေးပြောမယ်နော်ဒါဆိုရင်9 6ခွန်တိုင်မျိုးတင်းလာအဆိုးဆုံးနှိပ်ကြီးမှာနော်နှိပ်ကြီးမှာဆိုတာဝတိဆန်းမူရပြောရင်ဦးဆုံးရဲ့မူရပြောရင်ဗာလဲဆိုတော့နှိပ်ကြီးရတဲ့မွေတွင်းနဲ့တူတယ်မွေဇိုးရှိတဲ့တွင်းနဲ့တူတယ်အဲ့တွင်းနဲ့ဘယ်သူကြသွားတနင်္လာကျူကြသွားနှစ်တလုံးကြသွားနော်အဲ့နှစ်ဒီငွေကြီးမဟုတ်လားငွေရတွင်းလုံးကြတာမွေတွင်းနဲ့အဲ့တော့9 6ခုနိုင်တနည်းအားဖြင့်ပြောရင်လည်းလောကဓာတ်မူနဲ့ပြောရင်အင်္ဂါတက်ရောက်ဘုရုတက်ရောက်ငွေတွင်းရလည်းနဲ့တယ်ဆိုအမှန်မဲ့အင်္ဂါဘုရုတက်ရောက်ဖြစ်တဲ့ကမှာလူကြီးက9 လူ9ပြန်နဲ့လူတွေသွားကြတာပဲသူတုံးငယ်တွင်းပန်းသွားတယ်ဒါကြောင့်တနင်္လာကျူဒီအဲ့လိုအဆိုလေးပြနော်အနေကြီးဒီနဲ့အဲ့လိုဆုံးမှာအဲ့ဒါကာချမ်းအချီအဲ့ဒါတွေလည်းမကောင်းဘူးခေါ်လို့ရတယ်6 3ညတိတိုင်နော်6 3ညတိတိုင်မှာငွေစီပါလဲတိုင်ကြီးမြေလူနော်ငွေကတိုင်ကြီးမြေလူဆိုတော့ပြီးရောနောက်တစ်ခြားကငွေကြီးသူ့မှငွေကြီးတဲ့သူလူးနေရအချီ
ကြည့်ရတယ်ငရဲပြလူဖြစ်မှာပဲငွေထွက်မယ်တော့ငွေရဘယ်လိုအောင်ထွက်မလဲဆိုတော့ခကြီးဝေးလို့ပြတာမလားတိုင်းရအဝေးလို့ပြတာလေအဲ့တော့ငွေရအဝေးဆုံးထွက်သွားမှာချစ်သူတော့ချစ်သူလည်းအဝေးဆုံးထွက်သွားနိုင်တယ်အချီးပိုင်းညာဆိုတော့ဒါဟိုလူငယ်လေးတွေအချီးပိုင်းညာနေပြီးတနင်္လာကြည့်ရတာပေါ့နော်အဲ့တော့တုံညာတင်းနေတာတုံညာတင်းနေမှာဒီနေ့ဘယ်မှာရှိအောင်တိုင်ထိပ်မှာရှိတယ်နေ့တိုင်ထိပ်မှာရှိရင်ဒီနေ့ကအဝင်ဌာနပေါ့အကောင်းဆုံးဌာနเนาะတိုင်ထိပ်တိုင်ပြလက်ဝင်ညာအကောင်းသားမှန်ပါတနင်္လာသားမီဒီနာနဲ့အကျိုးပြုမယ်ဒီနေ့နဲ့ဝင်လာမယ်ငွေရေးကြီးကြီးရှာဖွေရရှိရတာလွယ်ကူလာမယ်ငွေကြီးကိုဖြူစင်စွာရှာဖွေရမယ်လို့ပြောတယ်เนาะလောကနဲ့ပြည်တယ်ဟောတနင်္လာသူကတိုင်ထိပ်မှာအကောင်းเนาะဒီတိုင်လုံးကတနင်္လာသူအားကောင်းနေရပါတော့အဲ့လိုတုံညာတင်းနေတာဆိုဒီတင်နာအားပြီးရင်ဖြူအောင်လေးများများဝင်မယ်ငွေဝင်မယ်နော်ကားဝင်မယ်ကားဝယ်တဲ့အခါမှာလည်းအကျိုးပြတဲ့ကားဖြစ်မယ်အကျင့်ညင်ကောင်းတဲ့ကားဖြစ်မယ်အကျင့်ညင်ကောင်းတဲ့ကားစုကပြက်တဲ့ဘာညာဆိုအိမ်မှာနေအိမ်ရှိနာရောက်မှအိမ်ရှိနာအထွက်မှာပြက်တယ်နော်အကျင့်ညင်မကောင်းတဲ့ကားဟိုအမြန်လန်းလို့ဟိုတင်းတရားပဲသွားရင်လည်းအပြန်ကြတော့ရွာငံလန်းပြန်လာတယ်တော်ကြီးတောင်ထဲမှာကျင်လာတာမျိုးပေါ့နော်